ဒီနေ့ online ကလေးတော်တော်များများနဲ့စာဆွေးနွေးဖြစ်တဲ့တယောက်ရှင်းလေအဲ့အခါမှာဒီ online မှာတော်တော်လေးအဆင်ပြေတဲ့ကလေး3ယောက်ကိုမချီးကျူးပဲနဲ့မနေနိုင်လို့ချီးကျူးပြရစေနံပါတ်1ကတော့ဝင့်သစင်တာဝိထရဒီနာတာပဲသူကကြတော့ချောင်းရဲ့ဟိုဘက်ကနေပြီးတော့မှတဆင်ဒီဘက်ကိုလာမှာမလို့ပေါ့သူက online ကနေတက်တာအဲ့ကလေးလေးဆို level 1ကိုဘလောက်မှတော့မကြောက်သူချက်ချင်းမြန်ပြီးသွားတယ်အဲ့အခါမှာ level 2ကလည်းဘလောက်မှတော့မကြောက်ဘူးသူကလေစုစုပေါင်းမှ2လလောက်ပဲရှိမယ်နဲ့တူတယ်ကျန်တဲ့စာဆွေးနွေးတိုင်းလည်းလေအိမ်စာပေးတိုင်းလည်းသူအကုန်လုံးမှအောင်တွက်နိုင်တယ်တိတ်ဖွဲလေးလောက်ပဲချဲဘက်ကနေပြီးတော့ပြင်ပေးရတာလေးရှိတယ်အရန်တော်သောကလေးနံပါတ်1ပေါ့နော်နံပါတ်2ကတော့မုံရွာကလေးလေးဖူးနောက်မှနှလုံးပါသေးတယ်ဆော့ဝင်းသစံလည်းနောက်မှတစ်လုံးပါသေးတယ်ကလေးတော်တော်များများနာမည်တွေက4လုံးနေဆိုတဲ့ခါကျတော့ဖူးလေးဆိုလို့ရှိရင်လည်းတော်ကိုတော်တာသိလားဘယ်လိုပြောအောင်လဲတော်ကိုလေအရန်နဲ့ကိုလေချီးကျူးဖို့လည်းကောင်းတယ်သူတို့ဒီ online ကတင်ရတော့တော်ချိုးဆဆနဲ့ကိုလုပ်တဲ့ခါကျတော့အမားလည်းမရှိသလောက်ကိုပဲနောက်နံပါတ်3ကလေးကတော့ရင်ဖတ်အံဘက်ကပေါ့နော်အဲ့ကလေးကလည်းနိုင်ငံခြားထွက်ဖို့နာလုပ်နေတယ်အရန်တော်သောကလေး3ယောက်ပါညံလဲတော်ကိုကောင်းတာပါကလေးတွေ fighting နော်ကျန်တဲ့ online ကတက်တဲ့ကလေးလေးဆိုလို့ရှိရင်လေအဲ့လိုမျိုးလေးစူးစမ်းပေးပါအောင်တကယ်ပေါ့သူတို့လေအရန်နဲ့တော်တယ်ဇရားဆွဲတာပါညာအစားအရန်နဲ့ကိုတရတီကြလိုက်ရေးလေးဆိုလို့ရှိရင်လေအရန်လှတာပဲအဲ့ကလေး3ယောက်စလုံးတော်လေးအဆင်ပြေသောကလေးလေးတွေပါကလေးတို့3ယောက်စလုံးရောကျန်တဲ့ online ကနေတယောက်ချင်းစီတက်တဲ့ကလေးတွေရောကျေးဇူးအများကြီးတင်ပါတယ်ချက်လက်ဒီတက်ပို့ပြီးတော့စူးစမ်းပေးပါမယ်ကလေးတို့ဘက်ကလည်းစူးစမ်းပေးပါအောင်bye bye take care ကလေးတို့ကျမ်းမာရေးဂရုစိုက်ပါနော်